လွန်ခဲ့တဲ့3လကျမအမွှာဘူးလေးကိုအောင်မြင်စွာမိဖွားနိုင်ခဲ့ပါတယ်။နေ့ရက်တိုင်းကကလေးတွေကိုကျွေးမွေးရတာတန်ရှင်းလုပ်ရတာချော့သိပ်ရတာတွေနဲ့လုံးလေချာလေလိုက်နေခဲ့ပြီးအသက်တောင်အချိန်လူပြီးရှူနေရသလားမှတ်ရတယ်။ကျမယောက်ျားနှစ်ဦးသားတက်နေခြင်းလို့ဆိုပြီးတောင်းဆိုလာတယ်။ကျမကညင်းတော့ तू ကလက်မခံခြင်းဘူး။ငါအနစ်ကာမပိုင်ယောက်ျားလေဒါငါရတဲ့အခွင့်အရေးပဲလို့ तू ကပြောတယ်။ညရီဖြတ်တဲ့ရင်ကျမကိုကျမမပိုင်ဆိုင်တော့တယ်လို့ခံစားလာရပြီးကိုယ့်အိမ်ထဲမှာနေရင်းနဲ့ကိုစိတ်ဆင်းရဲနေရတယ်။တရက်မှာအမေကိုကျမပြောပြတော့လေ။ तू ကနေယောက်ျားလေမလိမ့်ချင်နေတာမှမဟုတ်တာလို့အမေကပြောပြန်တယ်။ကျမဒီစကားကိုကြားလိုက်ရတော့ကျမယောက်ျားပြုတ်မှုတယ်လို့မျိုးပဲဇာတူနာကျင်ခံစားရတယ်။ကျမလုံကြီးကိုးစားရတဲ့သူတွေကကျမနာကျင်မှုကိုနားမလည်တဲ့အခါမှာကျမအရန်ကိုအထီးကျန်တာပဲ။ဘယ်သူမှလည်းဒါကိုနားမလည်ကြဘူး။အခုချိန်မှာတော့အိမ်အောင်ရင်းမှာလည်းအလိုတူချင်းမတူချင်းအခရာချစ်ကြောင်ကျမနားလည်လာခဲ့ပြီ။ဒါတွေကချစ်ချင်းနှစ်တာမဟုတ်ပါဘူး။အကြမ်းဖက်မှုသက်သက်ပါပဲ။